ဖေဖော်ဝါရီလ23ရက်နေ့မှာနိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီးတော့မြန်မာနိုင်ငံဆိုင်ရာတီမောနိုင်ငံရဲ့တန်ရုံးရာယူတောင်ကိုခေါ်ယူတွေ့ဆုံတယ်အဲ့တော့ငါတို့မင်းတို့လက်ခံလို့မရတော့ဘူးတနည်းအားဖြင့်ပေါ့ဗျာငါတို့မင်းတို့လက်ခံလို့မရတော့ဘူးမင်းတို့ငါတို့နိုင်ငံထဲမှာနေပြီးတော့ဒါနိုင်ငံတော်ရဲ့နိုင်ငံတစ်ခုရဲ့တည်ဆဲဥပဒေကိုမလိုက်နာဘူးစသဖြင့်ပေါ့ဗျာပြီးရင်ကျော်တရားမဝင်အဖွဲ့အစည်းနဲ့တွေ့ဆုံတယ်လက်ခံတယ်ဒါကြောင့်မင်းတို့ထားလို့မရတော့ဘူးဗျာအဲ့တော့ဒီအဖွဲ့တွေကဒီ NUG အဖွဲ့တွေနဲ့ဆက်ဆက်အဖွဲ့တွေကိုနိုင်ငံတော်ကနေပြီးတော့တရားမဝင်အဖွဲ့အစည်းဖြစ်ကျွန်တော်တို့ထုတ်ပြန်ထားပြီးသားဖြစ်တယ်အဲ့ဒါကိုဒီတီမောနိုင်ငံကခုနကရှေ့ရတင်ပြတဲ့ကျွန်တော်တို့ဒီမလေးရှားနဲ့အင်ဒိုနီးရှားရဲ့အာဂျင်နာအရသူတို့နိုင်ငံထဲမှာအမှုဖွင့်တာတွေစသဖြင့်အကုန်လုပ်ပြီးတဲ့အခါမှာဒီကမင်းတို့ငါတို့ထားလို့မရတော့ဆိုတော့မောင်းထုတ်လိုက်တယ်မောင်းထုတ်တဲ့အခါမှာတပတ်အတွင်းမြန်မာနိုင်ငံကနေပြီးတော့ထွက်ခွာရမယ်ဆိုမောင်းထုတ်လိုက်တာဒီလိုအခြေအနေပါအဲ့တော့ကျွန်တော်တို့ကတီမောနိုင်ငံကြီးပဲကျွန်တော်ကွက်လေးကြည့်နေလို့မရဘူးတီမောနိုင်ငံရဲ့နောက်မှာဘယ်နိုင်ငံတွေရှိနေလဲဆိုတာကျွန်တော်မြင်အောင်ကြည့်ဖို့လိုတယ်လက်ရှိဒီအာဂျင်နာအရဖြစ်လာတာကကျွန်တော်တီမောနိုင်ငံရဲ့နောက်မှာအင်ဒိုနီးရှားရှိတယ်မလေးရှားနိုင်ငံရှိတယ်ဒီနိုင်ငံရဲ့ခြေလည်မှုဒီနိုင်ငံရဲ့ကျွန်တော်တို့ကျိုးဆွဲရကိုဒီတီမောနိုင်ငံကနေလုပ်နေတာအလားတူပါပဲကျွန်တော်တို့ဒါ ICJ မှာဆိုရင်လည်းပဲအစ္စလာမစ် OIC နိုင်ငံတွေထဲမှာဒီအင်ဒိုတို့မလေးရှားတို့ပါတာပဲဂမ်ဘီယာနိုင်ငံကနေပြီးတော့ဒါမြန်မာနိုင်ငံကို ICJ မှာတရားစွဲဆိုတဲ့ကိစ္စကလည်းအဲ့ဒီအာဂျင်နာထဲမှာဒီအင်ဒိုတို့ကျွန်တော်တို့တစ်ဖက်ကမလေးရှားတို့ပါတယ်ဗျဒါတွေကကျွန်တော်တို့ဒီတီမောနိုင်ငံလေးတစ်ခုတည်းနဲ့ကျွန်တော်ကွက်လေးကြည့်လို့မရဘူးဒီအုပ်စုတွေရဲ့နောက်မှာဓာရီရှိရဆိုတာပါတယ်ဒီအုပ်စုတွေရဲ့လိုချင်တဲ့အရာကကျွန်တော်တို့အခြားမဟုတ်ဘူးဒီရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်တဲ့ဘူးစီအောင်မောင်းတော်ဧရိယာမှာဒီဘင်္ဂလီတွေကိုနံပါတ်1နိုင်ငံသားအခွင့်အရေးနိုင်ငံသားဖြစ်ခွင့်ပေးဖို့နံပါတ်2တိုင်းရင်းသားဖြစ်အတိမတ်ပြုဖို့ဒီယာရီတောက်လျှောက်ဒီဇိုင်းမမတ်တောင်းဆိုလာတာရခင်တော့ဒီအဖွဲ့တွေရဲ့ကျွန်တော်အတန်ကမညံငယ်ဘူးပေါ့ဗျာ။ဘာကြောင့်ဆိုတော့ဒီကျွန်တော်ပြည်တွင်းမှာနိုင်ငံရေးကကျွန်တော်တို့ငြိမ်တဲ့အခါမှာသူတို့ရဲ့လှုပ်ရှားမှုတွေအဲ့လောက်ထိပါမလာဘူး။တော်တော်လည်းပဲကျွန်တော်ဒီ2021နောက်ပိုင်းမှာသူတို့ရဲ့အတန်တွေပိုမာလာတယ်ပေါ့ပိုကျဲလာတယ်ပေါ့ဗျာ။ပိုကျဲလာတယ်။အဲ့တော့ဒီຢာတွေကကျွန်တော်တို့ဒီတီမောနိုင်ငံလေးတစ်ခုတည်းနဲ့ကွက်လေးကြည့်နေလို့မရဘူး။ OIC နိုင်ငံတွေပေါ့အစ္စလာမစ်နိုင်ငံတွေပေါင်းဆိုထားတဲ့သူတို့ရဲ့အာဂျင်နာကိုကျွန်တော်တို့အကောင့်ထဲပေါ်နေတာ။ဒါကြောင့်ကျွန်တော်တို့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့နိုင်ငံခြားရေးဝန်ကြီးဌာနကတော့မြန်မာနိုင်ငံဆိုင်ရာတီမောတန်ယုံရဲ့ယာယီတာဝန်ခံကိုကျွန်တော်နှင်ထုတ်လိုက်ပြီတနည်းအားဖြင့်ကျွန်တော်တို့ဖေဖော်ဝါရီလ20ရက်နေ့မတိုင်မီမြန်မာပြည်ပေါ်နဲ့အပြီးရွှေ့ဆိုပြီးတော့ကျွန်တော်တို့မောင်းထုတ်လိုက်တာပဲဖြစ်ပါတယ်နောက်တဲ့တင်ကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ကယားပြည်နယ်ဖားဆောင်မြို့ကိုတပ်မတော်ကသိမ်းပိုက်နိုင်တဲ့အခြေအနေပါဒီတင်နဲ့ပတ်သက်ပြီးတော့တပ်မတော်ကဖေဖော်ဝါရီလ15ရက်နေ့ညပိုင်းမှာဓာတ်ပုံတွေနဲ့ကျွန်တော်ဝေဝေးဆက်စာထုတ်ပြန်ပြီးဖြစ်တယ်အဲ့တော့မြို့ထဲမှာကျွန်တော်တို့စီဝိုင်းဘန်တွေဆေးရုံတွေစာသင်ကျောင်းတွေအပေါဝင်ကျွန်တော်တို့ဒီမျိုးရဲ့လမ်းမတွေပေါ်မှာတပ်မတော်သားတွေအောင်ပွဲခံနေအားလုံးတွေ့ပါလိမ့်မယ်။သို့တော်လည်းပဲအကြမ်းဖက်မီဒီယာတွေမှာတော့တပ်မတော်စစ်ကြောင်းတွေမျိုးတွေကိုဝင်မလာသေးဘူးလို့သူတို့ဒီကနေ့တောက်လျှောက်ရေးနေတော့အဲ့တော့လက်ရှိအကြမ်းဖက်မီဒီယာတွေရဲ့ကြာရှုံးမှုကဘာလဲဆိုတော့သူတို့ကဒီမြေပြင်မှာတကယ်ဖြစ်နေတဲ့သတင်းတွေနဲ့စရင်သူတို့စိတ်ကူးရင်ဆန်ဆန်အချက်လက်မပါဘဲနဲ့အမှန်တရားကိုတွေ့ဖြေပြီးတော့သူတို့ရေးချင်တာတွေရေးနေလို့သူတို့ရဲ့မီဒီယာတွေရဲ့ကျွန်တော်တို့လူထုထောက်ခံမှုလူထုယုံကြည်မှုကြာဆင်းလာအဲ့ဒါပဲလက်ရှိကျွန်တော်တို့ဒါအခြားသောနိုင်ငံတကာအထောက်ပံ့နဲ့ရက်တည်နေတဲ့မီဒီယာတွေပေါ့ဗျာသူတို့လွတ်လပ်သောမီဒီယာတွေပါလို့ကြွေးကြော်နေတဲ့အုပ်စုတွေအဲ့ဒီအုပ်စုတွေရဲ့တနည်းအားဖြင့်အကြမ်းဖက်အားပေးမီဒီယာတွေရေးသားမှုကြည့်လိုက်အဲ့ဒီရေးသားမှုတွေမှာတကယ်မြေပြင်မှာဖြစ်ပေါ်နေတဲ့အချက်လက်တွေကိုအခြေမခံမဲနဲ့သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေသူတို့ပုံဖော်ချင်တဲ့ပုံတွေကိုသူတို့ပုံစံမျိုးစုံနဲ့ရေးတဲ့အခါမှာတကယ်လဲကမြမြေပြင်နဲ့တကယ်အောက်ခြေမှာဖြစ်တဲ့ဟာတွေဟာလဲဟာတွေကိုသူတို့ရဲ့သတင်းတွေကိုဖတ်ရှုတဲ့သူကမယုံတော့ဘူးအဲ့ဒီပြဿနာတက်တာလက်ရှိကျွန်တော်တို့ဖားဆောင်ကိုတပ်မတော်ကအပြေအဝထိချုပ်နိုင်ပါပြီဖားဆောင်မြို့ကိုအကြမ်းဖက်အုပ်စုတွေကဒီ2021နောက်ပိုင်းပေါ့ဗျာနောက်ပိုင်းမှာသူတို့လမ်းပိုင်းတွေသူတို့စပြီးတော့သူတို့ဖျက်တောက်လာပြီးတဲ့နောက်ပိုင်းဒီ2024ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာမြို့ကိုစတိုက်တယ်ပေါ့ဖားဆောင်မှာရှိတာကဒီခမရ134နဲ့135ရှိတယ်နောက်ပိုင်းမှာကျွန်တော်တို့လာအတော်ကြမ်းကြာကျွန်တော်တို့ခမရ134ကတော့ခုခံတယ်ပေါ့ခုခံပြီးတဲ့နောက်ပိုင်းမှာ134ကျသွားတယ်ပေါ့134ကျသွားပြီးတဲ့နောက်ပိုင်းမှာဒီ135ကိုသူတို့တောက်လျှောက်ပတ်လေသူတို့တောက်လျှောက်တိုက်တယ်ပေါ့အဲ့ချိန်မှာကျွန်တော်တို့ဒီ135ထဲမှာရှိတဲ့တပ်မော်သားတွေအမိသားစုဝင်တွေမိခိုးတွေကသူတို့ထွက်เสียအပေါက်လည်းမရှိဘူးနောက်တစ်ခါဒီတပ်မတော်ကလည်းဒီကုန်းလန်းကနေပြီးတော့ကျွန်တော်လာပြီးတော့ရိတ်ခါပို့တာတွေလွန်ရပို့တာတွေပို့လို့မရဘူးလုံးဝပို့လို့မရဘူးတစ်ဖက်မှာကျွန်တော်တောင်ကူကနေချိန်ထားတဲ့လမ်းကြောင်းပေါ့တောင်ကူတို့တန်တောင်ကြီးတို့
အဲ့ဒီချိတ်ထားတဲ့လမ်းကြောင်းတွေအခြားလမ်းကြောင်းအကုန်လုံးလမ်းကြောင်းတွေအကုန်ပြတ်သွားပြီဒရိုင်ကွန်နဲ့ချိတ်ထားတဲ့လမ်းကြောင်းတွေအကုန်ပြတ်သွားပြီထီပေါ့ဗျာထီမျိုးကလည်းကျွန်တော်တို့ကကြာသွားပြီမျိုးကကြာသွား134လေးကလည်းကြာသွားပြီနောက်ဆုံးကျွန်တော်135ပဲကျန်တော့တယ်135ကိုဒီဖွဲ့တွေကရရှိသွားပြီဆိုရင်တော့ကျွန်တော်တို့ဒါမျိုးကတော့ဒါသူတို့သိမ့်ပိုက်ထိချုံနိုင်သွားပြီလို့ကျွန်တော်လက်ခံမှာဖြစ်ပါတယ်တိုးတော်လည်းပဲကျွန်တော်တို့ဒီကာလမှာ135ထဲမှာရှိတဲ့တက်မော်သားတွေကျွန်တော်တက်မော်သားတွေပြီးကျွန်တော်တို့တက်မော်သားတွေမိသားစုဝင်တွေမိခိုးတွေကဒီစကန်မကြဖို့အတွက်135တက်မကြဖို့အတွက်ဗတ်ဘောင်းဆောင်ကနေပြီးတော့ကျွန်တော်အကြမ်းဖက်အုပ်စုတွေတိုက်လာသမျှကိုသူတို့ကိုယ်တိုင်လင်းနေတဲ့အတူတူယောက်ျားတွေနဲ့အတူတူအကြမ်းဖက်အုပ်စုတွေကျွန်တော်တို့ခုခံခဲ့တယ်ရှင်းနေနိုင်ခဲ့တယ်အကြမ်းဖက်အုပ်စုတွေတောက်လျှောက်ကျွန်တော်တို့အင်အားအလုံးနဲ့ထိုးစစ်တွေဆင်နေပြန်လန်ကျသွားတယ်အဲ့ဒီမှာကျွန်တော်တို့ဒီတက်မတော်ကလည်းလေချောင်းပြစ်ကူတွေတောက်လျှောက်ပြီးတယ်ပေါ့ဗျာနောက်ထပ်ကကျွန်တော်တို့လိုအပ်တဲ့စာရေးခါတွေလိုတယ်ဗျာစာရေးလေးခါတွေလိုတယ်ကျွန်တော်တို့တိုက်ပွဲဖြစ်တော့လက်နက်ခဲယံကြီးတွေလိုတော့ပေါ့ဗျာလိုတဲ့အရာတွေအားလုံးကိုတက်မတော်ကလေချောင်းကနေပြီးတောက်လျှောက်ကျွန်တော်135လို့ပြည့်ချပေးရတယ်အဲ့ဒီအရာတွေအားလုံးမှာခင်ဗျာကြည့်လိုက်ဗျာသူတို့ရဲ့နှစ်ကလာအပြင်တကယ်တိုက်ပွဲကာလကတော်တော်လေးရှည်ကြတယ်ဒီစခန်းထဲမှာသူတို့ထီနေပြီးတော့လာသမျှအကြမ်းဖက်တွေကိုတိုက်ထုတ်တာဒီတက်မော်သားတွေရဲ့မိသားစုဝင်တွေကလည်းတကယ်စစ်သားတွေပဲဗျမဲတန်းမောင်တရွက်ဆိုတာကကျွန်တော်တို့အပြင်မှာကြည့်ရင်ခင်ဗျာသေးသေးလေးပဲမြင်ရလိမ့်မယ်တကယ်ကျွန်တော်တို့ဒီလိုမျိုးတက်မော်သားတွေရဲ့မိသားစုဝင်တွေကမှတကယ်မဲတန်းမောင်တွေရဲ့တကယ်အစစ်ယောက်ျားကရှေ့ကမောင်းဆွဲရင်မိန်းမအကြည်ဖြစ်ပြရတယ်နောက်ထပ်ကျွန်တော်တို့သားသမီးတွေကကြည်ဖြစ်ပြရတကယ်တောင်းဝင်ကြည့်တဲ့မိသားစုတွေဗျလက်ရှိဖားဆောင်မျိုးမကြတာကဒီ135ထဲမှာရှိတဲ့တက်မော်သားတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေသူတို့ရဲ့မိသားစုဝင်တွေမိခိုတွေရဲ့စွမ်းတမန်ဆောင်ရွက်ချက်တွေကြောင့်လို့ကျွန်တော်ပြောမှာဖြစ်ပါတယ်တကယ်ကျွန်တော်တို့လက်ယုံရင်နှလုံးရင်နဲ့ပြည့်စုံတဲ့နေရာပါပြည့်စုံတဲ့သူတွေပါခင်ဗျအကြမ်းဖက်အုပ်စုကဗတ်ပေါင်းဆိုတာတိုက်တာဗျခင်ဗျနောက်ဆုံးခင်ဗျ drone တွေလွတ်ပြီးတော့ဒီစကန်တွေကိုကြားတယ်ဒီຢာတွေအားလုံးကိုခင်ဗျကြမ်းခံပြီးတော့ကာကွယ်တယ်ဗျကြမ်းခံပြီးကာကွယ်လာသမျှကိုတောက်လျှောက်တိုက်တယ်ကောတောက်လျှောက်တက်တာပဲအင်အားလုံးရင်းတော့ခင်ဗျဒီစကန်ရဲ့ပတ်လေကိုတိုက်သူတို့ကိုယ်တိုင်လည်းခင်ဗျအမှသူတို့ရေးနေတာတွေ့တာပဲအဲ့ဒီရှေ့ရဲ့ကာလာမှာဘယ်တော့လောက်ရတော့မယ်ဘာတော့လောက်ရတော့တောက်လျှောက်ရေးနေတာပဲ135မကြခဲ့လို့ကျွန်တော်ဖားဆောင်မျိုးကမကြဘူးလို့ပြောအောင်ဖြစ်ပါတယ်တိုးတော်လည်းပဲကျွန်တော်134ကတော့ကြခဲ့တယ်ပေါ့ဗျာ134ကြခဲ့တယ်အလားတူပါပဲ2025ခုနှစ်ဇူလိုင်လ1ရက်နေ့ကလည်းဒီဖားဆောင်ရဲ့ area မှာတက်မတော်ရဲ့ FTC 2000G ပေါ့တိုက်ခိုက်ဖိုက်တာတကြီးကလည်းအဲ့ဒီ area မှာပြက်ကြခဲ့တယ်ပြက်ကြပြီးတဲ့နောက်ပိုင်းမှာသူဖမ်းခံလိုက်ရတယ်ပေါ့ဖမ်းခံလိုက်ရပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ကာလကမဲဆဲကနေပြီးတော့ကျွန်တော်တို့ဒီထောင်ဖောက်ပြီးပြေးနိုင်နေတဲ့မှာဒီပိုင်းတော့ပါတယ်လို့တော့သတင်းတွေတက်တော့ကျွန်တော်တွေးလိုက်ရတယ်ဒီတက်ဘလော့ကဖားဆောင်မျိုးကိုရရှိဖို့အတွက်ကျွန်တော်တို့ဒါတောက်လျှောက်ခင်ဗျားတို့မြင်ပါလိမ့်မယ်ဗျာဒီကရားပြည်နယ်ရဲ့နေမြေအခြေအနေကလွိုင်းကော်မျိုးကြီးအောင်ခင်ဗျာတချမ်းနီးနီးပါခဲ့ရတယ်ပြီးကျွန်တော်မိုးပြဲဖဲကုန်းဒီတကြောလုံးကနေတော့တက်ဘလော့ကထိုးစစ်ဆင်ပြီးတော့မှလက်ရှိကျွန်တော်ဖားဆောင် area ကိုရောက်တာဖားဆောင်မျိုးဆိုတော့တန်လွင်မြင့်ရဲ့ကျွန်တော်တို့မြေကမ်းပေးနာတင်မြို့လေးတနည်းအားဖြင့်ကျွန်တော်တို့ထိုင်းမြန်မာနေဆက်ကမြို့လေးသူ့ရဲ့ရှေ့မှာဆက်သွားမယ်ဆိုတော့မဲဆက်ပဲရှိတော့တယ်မဲဆဲဆိုကျွန်တော်ထိုင်းမြန်မာနယ်စပ် border line ဖြစ်သွားပြီမဲဆဲကတော့ကျွန်တော်ဒီကာလာလာထားတွေပေါ့ဗတ်ပြောင်းသွားတဲ့ကာလာလာတာအဖွဲ့တွေအခြေစိုက်တဲ့နေရာအဲ့နေရာဖြစ်ပါတယ်တက်မတော်ကဒီဖားဆောင်မျိုးရရှိရအတွက်ဒါကျွန်တော်ဒီမော့ဆိုမျိုးကို2025ခုနှစ်ဩဂုတ်လ19ရက်နေ့မှာထိချုပ်နိုင်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာစပြီးတော့ကျွန်တော်တို့ဒီဖားဆောင်မျိုးပြန်ပြီးထိချုပ်နိုင်တဲ့အတွက်ဆက်စင်စတယ်လို့ဖော်ပြထားတယ်စခဲ့တာက2025ခုနှစ်ဇွန်လ26ရက်နဲ့30ရက်နေ့မှာစပြီးတော့ကျွန်တော်တို့ဒီဖားဆောင်မျိုးထိချုပ်နိုင်တဲ့စစ်စင်တောက်လျှောက်စတယ်တောက်လျှောက်ကျွန်တော်စစ်စင်တောက်လျှောက်ထိုးတယ်ပေါ့တိုက်ပွဲကြီးငယ်တွေလည်းတောက်လျှောက်ဖြစ်ခဲ့တယ်နောက်ပိုင်းမှာကျွန်တော်တို့ဒါဖားဆောင်မျိုးသိမ်းပိုက်နိုင်ခဲ့တယ်ပေါ့ဗျာ2025ခုနှစ်စက်တင်ဘာလ30ရက်မှာစပြီးတော့ဘောလခဲထူချောင်းဖားဆောင်ဆက်သွယ်ရေးလမ်းမကြီးကိုကျွန်တော်တို့တောက်လျှောက်ကျွန်တော်တို့ဖြန့်ခွဲပြီးတော့နေမြေရှင်းလင်းမှုတောက်လျှောက်လုပ်တယ်ပေါ့အဲ့တော့အကြမ်းဖက်အုပ်စုတွေကဒီထူချောင်းတရားကိုလည်းသူမိုင်းခွဲဖျက်ဆီးခဲ့တယ်ထို့သောလည်းပဲတက်မတော်ကကျွန်တော်တို့စစ်ကြောင်းတွေကျွန်တော်တို့ဖြန့်ခွဲပြီးတော့တောက်လျှောက်ကျွန်တော်တို့ထိုးစစ်ဆင်တယ်ပေါ့အဲ့ဒီမှာသူတို့ရဲ့ဒီအခိုင်အမာတက်ဆွဲထားတဲ့နေရာတွေက2026ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာအကြမ်းဖက်အုပ်စုတွေအမာခံရွာတွေဖြစ်ကြတဲ့နန်ကစ်ရွာပါပူရွာအဲ့ဒီရွာတွေကိုတော့တက်မတော်ကခက်ခဲတိုက်ခတ်ခဲ့ရတယ်တကယ်အခိုင်အမာကျွန်တော်တို့ခန့်စစ်ကိုကျွန်တော်တို့ဗတ်ပေါင်းဆိုတာနေပေါ့ခန့်စစ်ပြင်ထားတဲ့ရွာဘန်ကာတွေဆိုလည်းအခိုင်အမာပြုတ်ထားတဲ့ရွာအဲ့ဒီရွာကိုတော့ခက်ကျွန်တော်တို့ဒါတက်မတော်ကတိုက်ထုတ်ခဲ့ရတယ်လို့ဖော်ပြထားတယ်ထို့နောက်ဒီ2026ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာဖားဆောင်မှာကျွန်တော်တက်မတော်စစ်ကြောင်းတွေပြန်ပူးပေါင်းနိုင်ခဲ့တယ်ပူးပေါင်းပြီးတော့ဖားဆောင်မျိုးကိုကျွန်တော်တို့အတုံးဆုံးထိချုပ်နိုင်ခဲ့တယ်ပေါ့ဆက်ပြီးတော့ဒီတက်မတော်အနေနဲ့လွိုင်းကော်ဒီမော့ဆို
ဖရူဆိုဘောလကဲဖားဆောင်ဒီဆက်သွယ်လမ်းမကြီးကိုမကြမီပြန်ဖွင့်ပါမယ်တဲ့ပြန်ဖွင့်ပါမယ်အဲ့တော့ဆက်ပြီးတော့ကျွန်တော်တို့ကျန်တာကတစ်ဖက်မှာကျွန်တော်တို့မဲဆဲကြံမယ်အလားတူပါပဲဒီဖားဆောင်နဲ့ချိတ်ဆက်ထားတဲ့ဖားဆောင်မော်ချီဘောလကီတန်တောင်အဲ့ကနေချိတ်မယ်ဆိုတောင်လမ်းပိုင်းပေါ့အဲ့လမ်းပိုင်းပွင့်သွားပြီဆိုတော့ကျွန်တော်တို့ဟိုတော်တော်လေးတော့လမ်းပွင့်သွားပြီလို့ပြောမှာဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်ထပ်ပြီးပွင့်ဖို့လိုသေးတာကကျွန်တော်တို့တောင်ငူပြီးရင်ကျွန်တော်တို့တန်တောင်ဘောကလီမော်ချီဖားဆောင်ပေါ့ဒီလမ်းကြောင်းပွင့်သွားရင်တော့ကျွန်တော်တို့ဒါလမ်းကြောင်းရတော်တော်လေးနီးသွားပြီလို့ပြောမှာဖြစ်ပါတယ်အဲ့တော့ဟိုဘက်ကလည်းရှမ်းတောင်ဘက်ကလည်းနီးပါတယ်ရှမ်းတောင်ဘက်ကလည်းကျွန်တော်တို့ဒီတက်မတော်ရဲ့ထောက်ဖို့လမ်းကြောင်းတော့ကြောလုံးပွင့်တာကြောလုံးပွင့်တာရှမ်းတောင်နဲ့ကျွန်တော်တောက်လျှောက်ဝင်လာလို့ရတယ်ဝင်လာပြီးတော့ကျွန်တော်တို့ဒီဘက်ဒီချိတ်ဆက်မဲ့အနေအထားဖြစ်သွားပြီအဲ့တော့အဲ့မှာခင်ဗျားတို့အုပ်စုတွေမျိုးသိန်းတိုက်ပွဲနဲ့မျိုးသိန်းတိုက်ပွဲကဘာတွေထူးသွားလဲဘာတွေထူးသွားလဲမဟုတ်ခင်ဗျားတို့မျိုးသိန်းတိုက်ပွဲဟုတ်ပါမျိုးသိန်းတယ်ဘာတွေများထူးသွားကျွန်တော်မေးပါလိမ့်မယ်မျိုးတွေစုပ်ပြတ်တတ်သွားတာပဲလက်ရှိခင်ဗျာဖားဆောင်မျိုးဆိုတော့ခင်ဗျာကဲတုံးစံတဲ့ဖြစ်စားပြင်းလို့ဖြစ်သွားတာစုပ်ပြတ်တတ်နေရစုပ်ပြတ်တတ်အချိန်တန်ကြတော့လေတပ်မတော်ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်တာပဲဗျာအဲ့တော့ခင်ဗျားတို့ပြောတယ်ຫນွေဥတော်လန်ရေးတို့ຫນွေယူတော်လန်ရေးတို့ခင်ဗျားတို့အယူထခြင်းပဲဗျာလက်ရှိဒီအုပ်စုတွေထိန်းချုပ်ခဲ့တဲ့ရွာတွေထိန်းချုပ်ခံတဲ့ရွာတွေအားလုံးလူမှုဘဝတွေအားလုံးပျက်စီးသွားတာပဲခင်ဗျားတို့ဘဝတွေစုပ်ပြတ်တတ်သွားတယ်ခင်ဗျားတို့သားသမီးရဲ့အနာဂတ်တွေစုပ်ပြတ်တတ်သွားတယ်ခင်ဗျားတို့ရဲ့အခြေခံအဆောက်အအုံတွေခင်ဗျားတို့ပိုင်ဆိုင်မှုတွေအားလုံးစုပ်ပြတ်တတ်သွားတာဘာတစ်ခုမှအကောင်းလည်းမရှိဘူးဒီဖားဆောင်မျိုးပြန်လဲသိမ့်ပိုက်ရရှိအတွက်တက်မော်သားတွေအပါဝင်လုံုံတက်ဖို့ဝင်အသက်တွေသွေးတွေချွေးတွေပေးဆက်ခဲ့ရတယ်အလကားရတာမပေါ့သွေးကိုသွေးနဲ့ရင်ပြီးတော့မှရခဲ့တဲ့နေရာတွေပါခင်ဗျာအလကားဒီရ KNPP တို့ဒီ KMDF တို့အပါဝင်အခြားသောကျွန်တော်တို့အဖွဲ့တွေဒီနေရာကနေပြီးတော့သူ့အသိစိတ်နဲ့လူတို့သိပြီးထွက်သွားတာမဟုတ်ဘူးစစ်ရှုံးပြီးခွေးပြေးရတာဗျခွေးပြေးရတာအဲ့တော့ဗျာကရားပြည်နေရခင်ဗျာဘလောက်မှကျဲလို့လဲဗျာဘလောက်မှကျဲတဲ့နေရာမဟုတ်ဘူးခင်ဗျာတစ်ဖက်ကခင်ဗျာ